ဖုန်းဝင်လာတဲ့အခါမှာဖုန်းပိုင်ရှင်ရလွဲပြီးတော့တခြားသူတွေကင်လို့မရအောင်အခုလို lock ခတ်ထားလို့ရမယ်နီလန်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကိုယ့်ရဲ့ဖုန်းကိုတခြားသူတွေယူကင်ပြီးတော့ဖြေတာမျိုးမကြိုက်ဘူးဆိုရင်အခုလိုမျိုးလှုပ်ထားလို့ရပါတယ်ခင်ဗျာဘယ်လိုလုပ်အောင်လဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လုပ်ကြည့်လို့ရပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ software လေးတစ်ခုလိုအပ်ပါတယ်အဲ့ဒီ software လေးကတော့ကျွန်တော်ပြထားတဲ့ incoming call log ဆိုတဲ့ software လေးပဲဖြစ်ပါတယ်ဒီ software လေးကိုကျွန်တော် Play Store မှာအလွယ်တကူရှာပြီးတော့ download ရပါတယ်ခင်ဗျာ software လေးကို download ပြီးသားပြီဆိုရင်တော့ software လေးထဲကိုဝင်လိုက်မယ် software ထဲကိုဝင်ခြင်းမှာဆိုရင်တော့ကြော်ညာလေးတစ်ခုကအရင်ဆုံးတက်မှာဖြစ်ပါတယ်ခင်ဗျာဒီကြော်ညာလေးကိုအဆုံးထိကြည့်ပေးရမှာဖြစ်ပါတယ်ကြော်ညာလေးပြီးသားပြီဆိုရင်တော့မြားလေးကိုနှိပ်အမားချစ်လေးနှိပ်ပါမယ်ဒီနားကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ကအမားချစ်လေးပြထားတဲ့အပေါ်ကစာလေးကိုတစ်ချမ်းနေလိုက်မယ်ပြီးရင် okay လေးကိုနှိပ်လိုက်ပါမယ်ဒီထဲကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ကခဏက down ခဲ့တဲ့ software လေးကိုလိုက်ပြီးတော့ရှာပါမယ်ဒီ incoming call log software လေးကိုတွေ့ပြီဆိုရင်အဲ့ဒီထဲကိုဝင်လိုက်ပါမယ်ပြီးရင်တော့ allow ကိုနှိပ်ပေးလိုက်ပါမယ်ခင်ဗျာဒါလေးလုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်အောင်နာသည့်စာကြောင်းကိုလည်းထပ်နှိပ်လိုက်မယ်ပြီးရင် allow ကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော် set log type ဆိုပြီးတော့ password ထားခိုင်းနေပတ်တန်ထားခြင်းလည်းရတယ်ပင်ထားခြင်းလည်းရပါတယ်ကျွန်တော်ကတော့ပင်လေးထားလိုက်ပါမယ်ပင်ထားပြီးသားပြီဆိုရင်တော့အောင်နာလေးမှာ set ပင်ဆိုတာရှိပါတယ်ဒီမှာဆိုရင်တော့ကိုထားခြင်းနဲ့ password လေးလုံးကိုရိုက်နေပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့ next ကိုနှိပ်လိုက်ပါနောက်ထပ်တစ်ခေါက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်ပြီးရင်တော့ confirm ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးပြီးသားပြီဆိုရင်တော့ enable log ဆိုတာကိုအမှန်တည်းလေးချစ်ပေးလိုက်ပါခင်ဗျာပြီးရင်တော့အောင်နာလေးက settings တဲကိုသွားမယ်ပြီးရင်တော့ဒီဒုတိယမြောက်စာကြောင်းကိုနှိပ်ပြီးတော့ allow ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒီ setting လေးတွေအကုန်လုံးကိုချိန်ပြီးသွားပြီဆိုရင်တော့ရပါပြီဖုန်းဝင်လာတဲ့အခါမှာကိုတိုင်းကလွဲပြီးတော့တခြားသူတွေက password မသိဘူးဆိုရင်ဝင်လာတဲ့ဖုန်းကိုကင်ပြီးတော့ပြောတာမျိုးဖြေတာမျိုးလုံးဝလုပ်လို့မရတော့ပါဘူးခင်ဗျာsystem update ဘလို့တင်ရလဲဆိုပြီးတော့မင်းနေကြတဲ့သူတွေအတွက်ကျွန်တော်ကလာပြီးတော့ပြပြပေးတာဖြစ်ပါတယ်ခင်ဗျာကိုယ့်ရဲ့ဖုန်းကိုအမြဲတမ်းအသစ်တိုင်းသုံးနေဖို့အတွက် system update ပြုလုပ်ကြည့်ကြမယ်နော်ကျွန်တော်ပထမဦးဆုံး setting လေးတွေကိုဝင်လိုက်မယ်ပြီးရင်တော့ကျွန်တော်ကအောက်ဆုံးကိုဆွဲလိုက်ရမှာဖြစ်ပါတယ်ခင်ဗျာအောက်ဆုံးမှာဆိုရင်တော့ system update ဆိုပြီးတော့ရှိပါတယ်အဲဒီကိုဝင်လိုက်ပါမယ်တကယ်လို့ဒီလိုမျိုး latest version ဆိုပြီးပေါ်နေလို့ရှိရင်ကိုယ့်ရဲ့ဖုန်းကတင်စရာတော့မလိုသေးပါဘူးခင်ဗျာတကယ်လို့ကိုက add မြင်တာတင်ခြင်းနေဆိုရင်တော့ဒီ asset 30ကိုနှိပ်ပြီးတော့ကျွန်တော်က version trial တွေကိုဝင်ရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဆိုရင်တော့ update now ဆိုပြီးတော့ရှိပါတယ်ဒါကိုကျွန်တော်ဝင်ပြီးတော့ download ဆွဲပြီးတော့တင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီအောက်ကအပြာတန်းလေးကိုနှိပ်ပေးလိုက်ရမှာဖြစ်ပါတယ်ဒီအောက်က download လုပ်နေရလေးကပြည့်သွားပြီဆိုရင်တော့သူ့အနေနဲ့တူအလိုအလျောက်restart ကြသွားမှာပဲဖြစ်ပါရဲ့เนาะ restart ပြန်ပြီးတော့တက်လာပြီဆိုရင်တော့ကိုယ့်ရဲ့ဖုန်းကို version အသစ်အနေနဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ကဲလုပ်လို့ရတာဆိုတာကိုမှတ်ခဲ့ပေးအောင်เนาะ